မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်ခရိုင်မန္တလေးမိုးကုတ်သွားလမ်းမကြီးမှစက္ကန့်ပိုင်းများသာဝင်ရတဲ့တော်ဝင်ချဲဒီအိမ်ယာတွင်းရှိမြေခွက်လေးတွေနဲ့မိတ်ဆက်ပေးမှမယ်ဖြစ်ပါတယ်လာနာကြပြီကရန်ဆက်လျှောက်ထားတဲ့ခိုင်မာမှုရှိသောမြေခွက်လေးတွေနဲ့မိတ်ဆက်ပေးပါမယ်ဒီလိုလာနာကြပြီးသားမြေခွက်လေးကို3600အတွင်းပေ4060 8060အုတ်တိုင်းပတ်လည်ခတ်ပြီးမြေခွက်လေးတွေကိုရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရှင်ခိုင်မာမှုရှိသောမြေခွက်များကိုမိမိတို့စိတ်တိုင်းကြလာရောက်ဝယ်သူအားပေးကြပါအောင်ရှင်နေရာဝင်းတွင်မီးတိုင်းခြံရှိရောက်ပြီးငတိလမ်းကျဲပတ်လည်ခင်းထားပါတယ်တန်ရင်မြန်တဲ့အတွက်မြန်ဝယ်ထားမှစိတ်ချရမယ်မြေခွက်လေးပဲဖြစ်ပါတယ်ရှင်ရောင်းသူဝယ်သူအားလုံးကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်ကြည့်ရှုသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်